လာပါရှင်လိုက်စာတီဗီရဲ့အပတ်စဉ်ဘူတူဟူညာနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားပါရာဖင်တင်တင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရယ်။ယနေ့ညတင်ဆက်ပေးတော့မယ့်တဲ့အကြောင်းအရာတွေကတော့ KIA အမှတ်3တပ်မဟာနဲ့အမှတ်6တပ်မဟာနေမြေမှာ KIA တပ်ဖွဲ့တို့နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားတဲ့တဲ့အမတ်စင်ကိုတူနာပြုတ်ဒီပလိုမာတင်တန်းစင်ပွဲကျင်းပတဲ့တဲ့နဲ့တရုတ်ပြည်နေဆက်ချောင်းဝင်းနာမှာခလုံနေတဲ့စစ်ဆောင်ပြည်သူများကိုတရုတ်အစိုးရအာဏာပိုင်များမောင်းထုတ်နေတဲ့အတွက်စစ်ဆောင်များနေရအခက်အခဲဖြစ်နေတဲ့တွင်တွေကိုတင်ဆက်ပေးတော့ပါမယ်။ကျွန်မကတော့မွန်ကြပါရှင်။ KIA အမှတ်3တပ်မဟာအမှတ်29တပ်ရင်းနေမြေကွန်ဖျာပါမှာအော်တိုဘာ16ရက်နေ့မနက်10:00နာရီအချိန်ခန့်ကစစ်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်ကို KIA တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခတ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ခလာရ15 121နဲ့ခမာယ368စုပေါင်းတပ်အင်အား80ခန့်ပါဝင်တဲ့စစ်ကြောင်းတို့မှာမုံခုံဘက်မှထိုးစစ်ဆင်လှုပ်ရှားလာတဲ့အတွက် KIA တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အလားတူ KIA အမှတ်6တပ်မဟာအမှတ်9တပ်ရင်းနေမြေဒီမှာမန်ကောင်ဘုံအနီးတစ်ဝိုက်မှာလည်းအောက်တိုဘာ16ရက်နေ့7:00နာရီအချိန်ခန့်က KIA တပ်စခန်းတို့ထိုးစစ်ဆင်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။၎င်း KIA အမှတ်6တပ်မဟာအမှတ်36တပ်ရင်းနေမြေမုံကူဖုံးဆိုင်ဒေသမှာစစ်ကောင်စီတပ်နဲ့ကူကောင်တပ်မတော် MNDAA တို့မကြာခဏဆိုသလိုတိုက်ပွဲဖြစ်ပွားနေပြီးလက်နက်ကြီးပစ်ခတ်ခြင်းများလည်းနေ့စဉ်ရက်ဆက်ဆိုသလိုရှိနေပါတယ်။အော်တိုဘာလ16ရက်နေ့ကလည်းမုံကူဒေသရှိစစ်ကောင်စီတပ်မှလွယ်ငုဘုံဘတ်ညနေပိုင်း2 နာရီအချိန်ထိလက်နက်ကြီးလက်နက်ငယ်များမရက်မနာပစ်ခတ်နေတယ်လို့ဒေသခံများပြောပြချက်အရသိရပါတယ်ရှင်။ KIO ဗဟိုကျမ်းမာရေးဌာနမှအကြီးမှုဖွင့်လှစ်တဲ့အမတ်စင်ကိုတိုနာပြုတ်ဒီပလိုမာတင်တန်းစင်ပွဲကိုလိုက်စာမြို့ဝင်ချက်ခမမှာအော်တိုဘာလ16ရက်မနက်10:00နာရီအချိန်ခန့်မှာပြုလုပ်ကျင်းပခဲ့ပါတယ်။နေ့တင်တန်းစင်နဲ့တိုနာပြုတ်ဆရာဆရာမများဟာအမျိုးသား4ဦးနဲ့အမျိုးသမီး52ဦးဖြစ်ပြီးတင်ကျန်းကာလနည်းနည်းကြာမြင့်တာဖြစ်ကြောင်းသိရပါတယ်။ကိုဗစ်ကာလဖြစ်တဲ့အတွက်၎င်းတင်တန်းစင်ပွဲအခမ်းအနားမှာမဖြစ်မနေပါဝင်ရမည်ပုဂ္ဂိုလ်များသာတက်ရောက်ကြပြီး KIC အတွင်းရေးမှူးဘိုးချုပ်လက်ဖိုင်စောတော်မှာတင်တန်းစင်အမှာစကားပြောကြားကြောင်းသိရပါတယ်။ကြည့်ရအောင်လည်းတော့စီစရာနဲ့ပြန်တော့ပါမယ်။လူနာတိုင်းဟာဆေးဆရာမများကိုဖျားခင်နဲ့တန်းတူအကောယုံကြည်တာဖြစ်လို့မိမိရဲ့ဉာဏ်စွမ်းရှိသမျှပြုစုကုသရန်လိုအပ်မှဖြစ်ကြောင်းတော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့်တူနာပြုလုပ်ငန်းလုပ်ဆောင်ရမှာအခက်အခဲပေါင်းစုံရင်ဆိုင်ကြော်ဖြတ်ရမှာဖြစ်ကြောင်းတင်ယုံမှတ်တမ်းထားတဲ့အစေပညာများကိုအခြေခံပြီးလေ့လာစည်းပူးကြရန်လို့လိုအပ်မှာဖြစ်ကြောင်းပြောကြားပါတယ်။တူနာပြုတင်တန်းကျောင်းမှာတူနာပြုအသက်ပညာအပြင်အခြားတိထားအပ်တဲ့ပညာရပ်များကိုပါတင်ကြားပေးကြောင်းမြစ်ဝိုက်တင်တန်းကိုလည်းဒီပလိုမာအဆင့်ထိမြင့်တင်ဖွင့်လှစ်တင်ကြားပေးတော့ဖို့စီစဉ်ဆောင်ရွက်နေကြောင်းတင်တန်းမှုများထမှသိရပါတယ်ရှင်။စစ်ပေးကြောင့်မွန်ဂူဒေသကတရုတ်နေဆက်ချောင်းမေးမှာခိုလုံနေတဲ့စစ်ဆောင်ပြည်သူများကိုတရုတ်အစိုးရအာဏာပိုင်များ၎င်းနေရာမှာနေထိုင်ခြင်းမပြုလုပ်ဖို့ပြောဆိုလာတာကြောင့်စစ်ဆောင်များမိမိနေရအတင်းပြတ်နေကြရကြောင်းသိရပါတယ်။တရုတ်အာဏာပိုင်များကစစ်ပေးဆောင်များနေဆက်ချောင်းအနီးတစ်ဝိုက်မှာမနေကြဖို့နှုတ်ဖြင့်ပြောယူတင်မဟုတ်ပဲစစ်ဆောင်ပြည်သူများကိုမောင်းထုတ်တဲ့အနေနဲ့နေဆက်ချောင်းတွေမှာဘက်ဖိုးများနဲ့မြောင်းတူးပေါ်ခြင်းရေလန်းဖောက်လုပ်ခြင်းများလည်းပြုလုပ်လာတာဖြစ်ကြောင်းဒေသခံသူကပြောပါတယ်။ဖော်ကြုံပါမရဲနန်မရဲကောင်တပ်ကြီးဝါကစစ်ပေးဆောင်ပြည်သူတွေကိုတရုတ်အာဏာပိုင်အစိုးရကနေဆက်ချောင်းတွေပေးမှမနေဖို့ပြောလာတာကြောင့်တချို့ကပြန်ကုန်ကြပါပြီ။တရုတ်အစိုးရကစစ်ဆောင်တွေကိုချောင်းပေးမှမနေခိုင်းစီခြင်းလို့မမြင်ခြင်းလို့မောင်းထုတ်နေတာပါ။နောက်ပြီးလဲဘက်ဖိုးတွေနဲ့ရေလန်းဖောက်တော်တွေလည်းလှုပ်လာပြန်တယ်။၎င်းစစ်ဆောင်ပြည်သူများဟာအော်တိုဘာလ12ရက်နေ့ကစစ်ကောင်စီတပ်မှကျေးရွာဘက်ကိုလက်နက်ကြီးများမစင်မချင်းပစ်ခတ်ကဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိတာတွေရှိလာတာကြောင့်တရုတ်နေဆက်ချောင်းဘေးမှာမိုးကတေထိုးပြီးတင်းရှောင်နေကြသူဖြစ်ပါတယ်။အော်တိုဘာလ13ရက်ည9:00နာရီအချိန်ခန့်ကလည်းမွန်ဂိုဗျူဟာကုန်းမှာကူကောင်တပ်မတော်နဲ့ MNDAA စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက်တိုက်ပွဲအနီးတစ်ဝိုက်ရှိဒေသခံပြည်သူတချို့ချောင်းဘေးတို့တပံပြန်လည်ထွက်ပြေးတင်းရှောင်ကြရကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ယနေ့ညဗမာတိုင်းသားပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကာယစိတ်ဓာတ်နှဖျားတော့ဒုက္ခပြီးဝပြီးကပ်ယောဂအပေါင်းမှကင်းဝေးနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။